မကြိုက်ဘူးမကြိုက်ဘူးဆိုတာတဲ့ဒီအစီအစဉ်ကြီးကိုချစ်ခင်နားမလည်နိုင်ဘူးဟုတ်ကဲ့ပါချစ်ခင်မနေ့တော့ကလည်းစုမတော်ကဒါပရိသတ်တီရှိမှလည်းခါပြောထားရပေါ့နော်ဒီကြပါဒီတစ်ပတ်မှာတော့နှစ်ဦးကနှုတ်ဆက်ထွက်ခွာရမယ်ဘာလို့လဲဆိုတော့နောက်တစ်ပတ်တွေအတွက်ဘယ်နှယောက်တွေရှင်ပြိုင်ပြီးတော့ဘယ်လိုမျိုးtheme တွေနဲ့ရှင်ပြိုင်ကြမယ်ဒါတွေအကုန်လုံးကလည်း program ကဆွဲထားပြီးသားဖြစ်တဲ့အတွက်ဒီလိုတော့လောလောဆယ်စီစဉ်ထားပါတယ်ချစ်နားမလဲဘူးဆိုတော့ voting system ကိုပြောရလားဟုတ်တယ်ချစ်ခင်တို့ပေးထားတဲ့အမှတ်တရားလည်းတော်ကောင်းပါတယ်ခလေးတွေအကုန်လုံးတော်ကြတဲ့အတွက်ကြောင့်မလိုက်တဲ့တချမ်းလေးတွေရှိပေမဲ့လည်းသူတို့စိုးသွားနိုင်တယ်ကွာဒါပေမဲ့ဒီလိုမျိုးကြီးတော်တဲ့ခလေးတွေကြတော့ဒီလိုဖြစ်ရတယ်ဆိုတော့voting မှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်သလားအဲ့ဒါကိုချင်သိချင်တယ်ပြန်ပြီးတော့ခလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရာလူချင်းမင်းနေနဲ့ရွေးချယ်စစ်စစ်ချင်တယ်ဒါချင်ရဲ့စန္ဒကိုစီရအနေနဲ့အားလုံးကကြိုးစားခဲ့တယ်ရတဲ့နဲ့အောင်မြင်မှုလည်းရတယ်ဒါကတော့ဗန်ဝဲတစ်ခုအနေနဲ့ပေါ့ဒါပေမဲ့အဲ့ဒီစိတ်ထဲမှာက voting ကိုဦးစားပေးတယ်ဆိုပေမဲ့ voting တစ်ခုတည်းကိုကြည့်ပြီးတော့မပေးနိုင်တဲ့အရက်ဒေတာဆိုတာလည်းရှိသေးတယ်မပေးနိုင်တဲ့လူတချို့ကလူပဲကြိုက်ပြီးတော့မပေးနိုင်တဲ့လူလည်းရှိတယ်အများကြီးပေါ့နေမျိုးစုံအဲ့ကကြတော့ပြဲတဲ့ကလေးတွေအရေးချင်းနေတာကိုရီအသိဆုံးပဲလေနော်ဘသူကဘလို့ကောင်းလဲဘသူကဘလို့ကောင်းလဲအသိဆုံးပဲဆိုတော့ဒီအခြေအနေကြီးကိုမြင်ရတာအဆင်မပြေဘူးတခုတော့ပြန်စဉ်းစားစေချင်တယ်နော်ကျွန်တော်ပဲပြောလိုက်မယ်ခင်ဗျာโอเคကျွန်တော်ဒီကိုစောမျိုးဆိုတဲ့ဟာကျွန်တော် audition ကနေနေပြီးတော့ခင်တဲ့သူပေါ့နော်ကျွန်တော်ပါဇက်မှာအမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိတယ်ဒီမြန်မာ Star Season 2ရဲ့ winner ကိုကျုံနဲ့မနန်းဒီနှစ်ယောက်ထဲကတစ်ယောက်ရမယ်လို့ကျွန်တော်အမြဲပြောဖို့တယ်ဆိုတော့အဲ့စကားမှာကျွန်တော်ကျွန်တော်လိုချင်တဲ့ result တစ်ခုတော့ရှိမယ်လို့ထင်ပါတယ်โอเคတဘောပေါက်ပြီးသားလေးကျွန်တော်ဒီမှာထိုင်ရအရင်ရှစ်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်ကိုနဲ့အမကျွန်တော်အများကြီးတော်တဲ့အမတွေပေါ့နော်ဆိုတော့ဆက်ပြီးတော့သူတို့ပဲပြိုင်စေချင်တယ်ကျွန်တော်ကတော့ဒါပေမဲ့ကျွန်တော်တို့ပြောနေတဲ့စကားတစ်ခေါက်တော့ရှိရယ်အမြဲပြောနေတဲ့စကားပေါ့ကျွန်တော်တို့ဖင်မုန်းဝင်နေရမှာမဟုတ်ဘူးဝင်နေမဟုတ်နားလေတယ်တာတယောက်နဲ့တယောက်မှာအမြဲတမ်းပြိုင်ဆိုင်နေတဲ့စိတ်လုံးဝမရှိဘူးဆိုတဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါကျွန်တော်စိတ်ထဲစကားဟုတ်ပါတယ်ဆရာဝန်လည်းမြတ်တကယ်ခံစားပြီးပြောတော့